PC game ဖြစ်တဲ့ကျွန်တော်တို့ Red Dead Redemption 1ကိုကျွန်တော်တို့ mobile version ပေါ့ဗျာအဲ့ဒါကိုဖုန်းနေမှာကျွန်တော်တို့စော့မယ်ဆိုရင်ကျွန်တော်တို့ဒီ install တင်မရဘူးဆိုတော့မေးနေကြတဲ့သူတွေအတွက်ကျွန်တော်အခု install တင်နည်းလေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ် install တင်မဲ့ဖုန်းကကျွန်တော်တို့တချို့ brother တွေရှိရပေါ့ကျွန်တော်တို့ Snapdragon မှာစော့လို့ရပြောနေကြလို့ကျွန်တော်ဒီ Dimensity ဖုန်းနဲ့ကျွန်တော်ဆန်းပြမှာဖြစ်ပါတယ်အခုကကျွန်တော်ဆန်းပြရဲ့ဖုန်းက Redmi Note 12 Pro ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်က Snapdragon လုံးမဟုတ်ဘူးเนาะ Dimensity လုံးအဲ့တော့ကျွန်တော်တို့အခုအဲ့ဒီ game ကိုကျွန်တော် install တင်ပြီးပြမယ် install တင်မယ်ဆိုရင်ကျွန်တော်တို့ဒီ Z Archive ဆိုတဲ့ဒီကောင်လေးပေါ့နော်အဲ့ဒီ software လေးလိုမယ်အဲ့ဒီ software လေးကကျွန်တော်တို့ Pro version လည်းရှိတယ် Yo version လည်းရှိတယ် Yo version နဲ့ install တင်လည်းရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာ Pro version လေးနဲ့ဆန်းပြမှာဖြစ်ပါတယ်အဲ့တော့ Pro version နဲ့ကိုဝင်မယ်ဝင်ပြီးတာနဲ့ကျွန်တော်တို့ဒီလိုပေါ်မှာပေါ့နော်ဒီလို view ပေါ်မယ်ဆိုရင်ကျွန်တော်ကတော့ဒီ folder စောက်ပြီးတော့အဲ့ဒီ game file ကို down ထားတဲ့ game file ကိုပေါ့နော်ဒီ folder စောက်ထားတဲ့ folder လေးကိုထည့်ထားတယ် brother တို့ကတော့ down ထားရဆိုဒီ download ထဲမှာပေါ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီ game ထဲဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီလိုပေါ်မှာပေါ့နော်ကျွန်တော် game file ကကျွန်တော် 6GB ရှိမယ် 6GB ကျော်ရှိမယ်သူက game file က .apk နဲ့ဆုံးမှာပေါ့ဗျာနော်အဲ့ချိန်မှာကျွန်တော်တို့အကောင်ကိုကျွန်တော်တို့တချို့ brother တွေကဒီမှာ install တင်မရဘူးဆိုတာတစ်ချက်ရှိတာသူကဒီလိုမျိုးဗျာကျွန်တော်တို့ဒီကောင်တစ်ချက်နှိပ်ပြီးတော့ဒီ extract here နဲ့တွားပြီးဖြည့်တာဖြစ်တယ်ဒီကောင်က extract here နဲ့မဖြည့်ရဘူးနော် extract here နဲ့ဖြည့်ပြီးတော့မှ install တင်တဲ့ game file ကကျတော့ကျွန်တော်တို့ဒီကောင်က game file အပြည့်မဟုတ်ပဲနဲ့တဝက်တစ်ပြက်ဖြစ်ပြီးတော့အဲ့မှာအမဲကြီးပေါ်ပြီးတော့ game ထဲကိုမရောက်တာရှိတယ်အဲ့ချိန်မှာ install တင်မယ်လို့ကျွန်တော်တစ်ချက်လေးနှိပ်မယ်နှိပ်ပြန်တဲ့တခါလေးဒီ install ဆိုတာနှိပ်လိုက်မယ်ဆိုရင်ရပါတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီမှာ allow တောင်းနေဆိုရင် allow နှိပ်မယ်မှန်ကြလေးချစ်မယ်โอเคကိုနှိပ်လိုက်မယ်နှိပ်ပြန်လဲကျွန်တော်တို့ပြန်ထွက်ပြီးတော့ install တင်နေမယ်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဟိုလောက်ကြာမယ်ပေါ့ဗျာကျွန်တော်တို့အခက်မှန်းကြီး9မိနစ်လောက်တော့အများဆုံးကြာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နည်းနည်းဒီနေရာမှာတော့ install တင်တာနည်းနည်းစိတ်ရှည်ရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီလိုလေးပေါ်ခဲ့မှာဖြစ်ပါတယ်အချိန်ကျရင်ကျွန်တော်ဒီ install ဆိုတာလေးကိုနှိပ်လိုက်မယ်โอเคအဲ့ဒီ install တင်နေမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းကဒါ global version ဖြစ်တဲ့ကြောင့် global version system အတိုင်းသွားတယ်တချို့ China ဖုန်းတွေမှာကျတော့ကျွန်တော်တို့ဒီလိုမျိုး install တင်မရဘူးဆိုရင်ကျွန်တော်တို့ setting ထဲကိုသွားပြီးတော့ developer option ထဲကကျွန်တော်တို့ MIUI sorry ကျွန်တော်တို့ system optimization ကိုသွားပြီးပေးရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ထွက်လိုက်မယ်ထွက်ပြန်နေမယ် game ကအပြင်ကိုထွက်ခဲ့ပါပြီအချိန်မှာ game ထဲကိုဝင်ပြီးတော့အတင်းစောက်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တခါလေးကျွန်တော် game ထဲဝင်နေဟာမှာကျွန်တော်ရိုက်ပြလိုက်မယ်โอเคကျွန်တော်ဒီမှာ Netflix ကောင်မလိုဘူးเนาะကျွန်တော်ဒါ move version ပဲဒီမှာဒါဆိုရင်ကျွန်တော်တို့ဒါเนาะကျွန်တော်ဒီကောင်ဒါ Snapdragon အလုံးမဟုတ်ဘူးเนาะဒီကောင်ဒါ Dimensity အလုံးပဲဖြစ်ပါတယ်အဲ့မှာကျွန်တော်ဆော့ပြရဖြစ်ပါတယ် Redmi Note 12 Pro เนาะโอเคအရင်ကြီးလည်းမမြင့်ဘူးအရင်ကြီးလည်းမနှိမ်ဘူးဖုန်းအရင်ကြီးမရွေးဘူးပေါ့ဗျာဒီ game ကโอเคဒါဆိုရင်ဆော့လို့ရပါပြီ this is အငြိမ်ပဲဗျာကျွန်တော်တခါလေး game ထဲကိုကျွန်တော်တခါလေးဝင်ပြလိုက်ပါမယ်ခဏလေးစောင့်ပါလော်ဒီပြေးနေပါလေနည်းတော့စိတ်ရှည်ရမှာဖြစ်ပါတယ်ဘာလို့ဆို PC game ဆိုတော့နည်းနည်းစိတ်ရှည်မှရမှာပဲကျွန်တော်တို့ဒီမှာနေလိုက်မယ် normal ကိုရွေးလိုက်မယ်ရွေးပြီး yes and create continue နေမယ်ကဲဆော့လို့ရပါပြီကဲအားလုံးကျေးဇူးတင်ပါတယ်ဒါကျွန်တော်အင်္ဂလိပ်နဲ့ရောက်ပါပြီ